ဒီထမင်းပေါင်းလေးကထမင်းချက်ပြုတ်တာတခုတည်းမဟုတ်ပဲနဲ့အစုံချက်ပြုတ်လို့ရတဲ့မီဒီယာနဲ့ထွက်ရှိထားတဲ့ multi rice cooker လေးဖြစ်ပါတယ်ဗျာချက်ပြုတ်လို့ရတဲ့ function တွေကတော့ထမင်းဖြူစပယ်ဆန်ထမင်းမြန်ချက်စံပြုတ်မြေအိုးပေါင်းလို့လည်းရပါမယ်ဒီ menu ကနေရွေးပေးရမှာပဲဖြစ်ပါတယ်ဗျစံပြုတ်ဆိုရင်မိနစ်50မြေအိုးဆိုရင်တစ်နာရီဆိုပြီးသူ့အတူအချိန်သတ်မှတ်ပေးထားပါတယ်ဗျစတင်ကြည့်ပြီဆိုရင်တော့ start ဆိုတဲ့ clock ကိုနှိပ်လိုက်တာပြီးဆိုရနဲ့စပြီးချက်ပြုတ်နေပါပြီ cancel လုပ်ချင်တယ်ဆိုရင်လည်းရပါတယ် cancel ဆိုတဲ့ clock လေးကိုနှိပ်လိုက်ပြီးဆိုရနဲ့ပြန်ပြီးမှအစအနေဖြစ်သွားပါပြီကြိုတင်ပြီးချက်ပြုတ်ချင်တဲ့လူတွေအတွက်ဆိုရင်ဒီလေးဆိုတဲ့ clock ကနေအချိန်သတ်မှတ်ပြီးမှချက်ပြုတ်လို့ရပါမယ် start ဆိုတဲ့ clock ကိုနှိပ်လိုက်ပြီးဆိုရနဲ့အဲ့အချိန်ကြာမှ automatic ချက်ပြုတ်ပြီးတော့မှာပဲဖြစ်ပါတယ်ဗျာဦးရဲ့အတွင်းသားကတော့တော်တော်လေးကိုထူပါတယ် 1.7 mm အထူရှိပါတယ်ဗျာ nestic coating ပြုလုပ်ပေးထားလို့အိုးကတ်မာတွေကတော့လုံးဝပူစရာမလိုပါဘူးဗျာအာမခံကတော့တစ်နှစ်ပါဝင်ပါတယ်ဒီအိုးလေးကိုကျန်နေတဲ့လို့ဝယ်ယူခြင်းနဲ့ဆိုတော့385,000နဲ့ကိုရဲမိုဘိုင်းအီလက်ထရောနစ်မှာလာရောက်ဝယ်အားပေးလို့ရပါပြီဗျာ